အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကားလိုက်စင်တရန်တိုးတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်နိုင်ပိုင်းလေးအတွင်းမှာဟိုတိုးလို့ရတဲ့ဒီလေးကိုကျွန်တော်ပြပြမယ်ဘာလို့လဲဆိုတော့ကိုယ်တိုင်လိုချင်အပ်ပြီးကျွန်တော်တို့ဒီအုံနာဘို့တွေဝီတက်တွေဒီအဲ့အပွားခံရတဲ့ပြဿနာတွေပိုင်းဒီဖြစ်ဖြစ်မှာကြုံတဲ့ဟာတွေအများစုတွေကျွန်တော်ဖြေရှင်းပေးနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုယ်တိုင်လိုချင်အပ်ပြီးအချိန်ကုန်ငွေကုန်လူပင်မန်းလဲအတိုင်းအတာတစ်ခုထိတချို့နေရာတွေမှာတက်တာနိုင်မယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီတိတ်ကနန်းနဲ့ချိန်ပြီးတော့တဲ့ကုန်ကြတဲ့ပိုင်းမလို့တော့ဘူးပေါ့နော်ဟိုအထူးဖြင့်ကျွန်တော်ဆိုလို့ရှိရင်ဟိုကိုကားဆိုလို့ရှိရင်ကိုယ့်ကိုယ်လိုင်စင်တိုးရတာကိုသဘောကျတယ်ဟိုအဲ့တော့ကျွန်တော်တို့စားလိုက်အောင်အဲ့တော့ကျွန်တော်ကားလိုင်စင်တက်တဲ့တိုးမယ်ဆိုရှင်အရင်ဆုံးပါလုပ်မလဲပေါ့နော်အရင်ဆုံးပါလုပ်မလဲဆိုတော့ကျွန်တော် online ကနေ booking ယူရမယ် online ကနေ booking ယူလဲရှိလို့ရှိရင်ကျွန်တော် link လေးကိုကျွန်တော်အောက်လေးမှာကျွန်တော်ဖော်ပြပေးထားမယ်ကျွန်တော်တို့ဒီ rdat.gov.mm ပေါ့နော် transportation department ကတရားဝင် official link လေးမှာအဲ့မှာကားတက်တန်တိုးရန်ဆိုတာလေးကိုရွေးပေါ့နော်ထုံးစံတိုင်းပဲအဲ့မှာကကျွန်တော်တို့ဒါကားတက်တန်တိုးတာမှမဟုတ်ပါဘူးဟိုဂျင်မောင်းလိုက်စင်တက်တန်တိုးဘာညာအကုန်လုံးတော်တော်များများအဲ့မှာရတယ်အဲ့ပါတော့အဲ့မှာအဓိကပြဿနာကကြတော့ကျွန်တော်တို့ကနှစ်ပိုင်းပေါ့နော်တစ်ခါကြလို့ရှိရင်ကျွန်တော်တို့ကလက်ချေရရွယ်ဆိုတဲ့ဟာတွေကကလန်ဒါတွေကနှိပ်လိုက်လို့ရှိရင်ကျွန်တော်မပွင့်တာတွေရှိရပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်ဒီမှာနမူနာ screenshot လေးနဲ့ကျွန်တော်ပြပေးမယ်အဲ့တော့တစ်ခါကြလို့ရှိရင် तू ကဘယ်လိုဖြစ်လဲဆိုတော့ तू ကအနည်းဆုံး तू 10ရက်ကြိုယူရတယ်ဟိုယူမယ်ဆိုလို့ရှိရင်နောက်တစ်ခုကကြတော့အထူးသဖြင့်ကျွန်တော်တစ်ခါတည်းမှာမပွင့်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်နောက်ရက်လေးမှာစောင့်ကြည့်ပေါ့နော်ဟိုကျွန်တော်တို့ passport ရုံလို့ပါကျူပါတင်တယ်လို့ပေါ့နော်တစ်ခါကြတော့လည်းဟိုညသကောင်တော့ဝင်တင်ကြည့်လိုက်ပေါ့နော်ဟိုအဲ့လိုမျိုးဆိုလို့ရှိရင်ချက်ဖွင့်တော့တက်တာမျိုးတွေရှိပါတယ်အဲ့တော့ယူမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ welcome ပေးချင်တာတော့ဟိုမနက်စောဆုံးချိန်ယူမှာ9နာရီနဲ့10နာရီခွဲရှိရယ်10နာရီခွဲနဲ့12နာရီအဲ့တော့တနာရီခွဲကြားလေးရှိရယ်ကျွန်မမနက်9နာရီချိန်လေးယူတိုင်းအဲ့ဒါပိုအဆင်ပြေပေါ့နော်နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ဒီအဲ့တော့ကျွန်တော်တို့ကားနံပါတ်ဒီပိုင်းဖြစ်ပေါ့နော်အကုန်လုံး UB1 ဆိုမြန်မာလိုပဲဖြစ်ရတာပါတိတ်ခက်ခဲမရှိဘူးဟိုအားလုံးသိတဲ့တူရှိလို့ရှိတယ်ကျွန်တော်နောက်ပိုင်းမှာဖြစ်ပုံဖြစ်ပြီးလေးကျွန်တော်ပြင်ပေးမယ်ဒါလေးကပြန်တွေ့ပါတယ်ဟိုဖုန်းလေးနဲ့လည်းလုပ်လို့ရတယ်ကွန်ပျူတာရှိမှမဟုတ်ဘူးအဲ့ဒါပြီးတော့ဒီကျွန်တော်နောက်ဆုံးဟို password ပိုင်းထုတ်ပြီး QR code လေးကြားလာမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါအဲ့ QR code လေးကို print ထုတ်သွားပေါ့နော်ဟိုကျွန်တော်စာရလေးကိုလွှဲတယ်အဲ့ဒါတစ်ပိုင်းပြီးတော့နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ဒီမြန်မာအမခံမှာကျွန်တော်တို့တူတူပါထိခိုက်မှုအမခံသွင်းရမှာအဲ့ဒါလည်းမောင်းကတော့သိပ်မများဘူး1000ပဲနောက်တစ်ခုကကျတော့သွင်းလို့ရှိရင်အရင်လိုမြန်မာအမခံရုံတူတူကသွားပြီးသွင်းနေရမလို့ကိုယ့်ကို online နေပြီးတော့မြန်မာ insurance ဆိုပြီးတော့ကြားလိုက်ပေါ့နော်ဒီမြန်မာ insurance.com.gov.mm ဆိုတဲ့ website တွေကနေအဲ့ဒီ website တွေလည်းကျွန်တော်တင်မှာဖော်ပြပေးထားမယ်အဲ့ဒီမှာတူတူပါထိခိုက်မှုအမခံကျွေးမယ်ပြီးကိုကားနံပါတ်တွေပါဖြစ်အကုန်လုံးစုပေါင်းပဲကားပဲဖြစ်1000ကျမယ်ပေါ့နော်ဟိုကျွန်တော်ကားလေးတွေတော့ကတော့အဲ့တော့1000ကျမယ်ဆိုတော့အဲ့ဒီကိုကျွန်တော်တို့ဖြည့်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ထုံးစံတိုင်းပဲကျွန်တော်တို့အဲ့ QR code လေးထွက်လာမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ KBZ တို့ဘာလို့နဲ့ငွေပေးလို့ရတယ်ဟိုမှာ KBZ ပေးလို့ဘာလို့နဲ့အဲ့တော့ငွေပေးပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ကြားလာတဲ့ QR code လေးကိုကျွန်တော်တို့ကထုံးစံတိုင်းပဲ print ထုတ်သွားပေါ့နော်အဲ့ QR code မှာလည်းအတိအကျပါပြီးသားပါတစ်ခုကကညာနာတို့ပေးရတစ်ခုကကိုယ်တိုင် fashion အနေနဲ့တင်ထားလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်အဲ့ဒါရပါပြီဆိုလို့ရှိရင်ဟိုတချို့ကကြတော့ဘာလို့လဲဆိုတော့အဲ့ဒါတွေကိုကညာနာလမ်း30ကားကျန်းနာကိုမသွားခင်ကျွန်တော်တို့လမ်း30မြန်မာအမခိုင်ရုံးမှာတုံးသွားထူကြတယ်အဲ့လိုတုံးသွားကျွန်တော်တို့ကတော့အဲ့လိုတုံးသွားမထူလည်းရတယ်ဘာလို့လဲဆိုတော့အဲ့စာရဲဖြတ်ပိုင်းတွေကိုကိုယ့်ကို print ထုတ်ပြီးတော့ကိုယ့်ရဲ့တက်ဆိုင်ရာကားကျန်းနာရုံးသွားပေါ့နော်ကားကျန်းနာရုံးသွားပြီးတော့မှဟိုကျွန်တော်ကားကျန်းနာရုံးထဲမှာပဲဟိုတုံးထူတဲ့နေရာရှိရပေါ့နော်အဲ့မှာထူလည်းရတယ်အဲ့မှာကျွန်တော်ရန်ကုန်ထူးပြီးကျွန်တော်ကတော့အေးစိန်ကားကျန်းနာမှာကိုသွားခဲ့တဲ့အတွေ့အကြုံတွေကိုပြောမယ်ပေါ့နော်အဲ့တော့ရန်ကုန်မှာလည်းကိုတက်ဆိုင်ရာမျိုးနယ်လိုက်ကျွန်တော်တို့ဒီသွားမယ်ဟာရှိရပေါ့နော်မှအင်းစိန်လားမြင်သာလားစသဖြင့်ပေါ့ဒါပေါ်အဲ့လေးရတယ်ကျွန်တော်တို့သိကျင်အသေးစိတ်လေးကျွန်တော်တို့ဟိုတောက်ပိုင်းမှာဗီဒီယိုအရန်ရှိသွားမှာဆိုတော့လင်လေးနဲ့အသေးစိတ်တွေဖြည့်ပြီးသွားလို့ရတယ်ပေါ့နော်အားလုံးပြီးွားဆိုလို့ရှိရင်ကျွန်တော်တို့ကားကျန်းနာရုံသွားမယ်ကျွန်တော်တို့အဲ့မှာ recommend ပေးရတော့ဒီကိုမနက်စောစောသွားလိုက်7နာရီကျော်လောက်သွားလိုက်ပေါ့နော် maybe 7နာရီခွဲလောက်ဖြစ်ဖြစ်ဘာလို့လဲဆိုတော့ तू ကကားလေးအိမ်မှာတန်းစီရတာတစ်ခါဝင်ကားကျန်းနာရုံတော့5စီးတုံးဝင်ရတယ်ကျွန်တော်ကတော့9နာရီမှဖွင့်မှာအဲ့တော့5စီးတုံးဝင်ရတာဖြစ်တဲ့အတွက်ဟိုနည်းနည်းလေးစောစောသွားရင်ကိုစောစောတန်းရမယ်နောက်တစ်ခုကဘာလဲဆိုတော့နေ့လယ်12နာရီနဲ့10နာရီဆိုတော့ तू ကထမင်းစားပြိတ်ပြီးအဲ့ကြရင်အလုံးမလုပ်တော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့နေ့လယ်3နာရီနောက်ပိုင်းမှာအလုပ်လုပ်ပြင်မဲ့ तू ကငွေသွင်းကောက်နိုင်ပါအကုန်လုံးပိတ်ပြီးအဲ့ကြလို့ရှိရင်နောက်နေ့ပြန်လာမှလှုပ်ရှုပ်တယ်ပေါ့နော်တရက်ထဲနဲ့မပြီးဘူးကျွန်တော်ခုတရက်ထဲနဲ့ပြီးနေတာဖြစ်တဲ့အတွက်ဖြစ်နိုင်တော့မနက်7နာရီကျော်တော့သွားလိုက်ဟိုဘယ်လိုပဲဖြစ်ဖြစ်ဟို9နာရီလောက်အရောက်သွားပေါ့နော်ဟိုအဲ့ထက်တော့နောက်မကြနဲ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဟို9စီးတက်တုတ်တန်းစီမယ်9စီးတက်တုတ်တန်းစီရဲ့အချိန်မှာဟိုသူကအထဲကို9စီးတက်ဖြတ်ပေးဝင်လာဖြစ်တဲ့အတွက်တစီနဲ့တစီကြားမှာ3-4မိနစ်လောက်တော့အနည်းဆုံးချားတယ်အဲ့ထားပါလိုက်တော့9စီးတက်တုတ်ဆို15မိနစ်အနည်းဆုံးချားမယ်ဆိုလို့ရှိရင်အဲ့အချိန်မှာကိုကကားကိုရက်ခဲ့လိုက်ရက်ခဲ့ပြီးကျွန်တော်ကားညနာမှာဝင်ချင်းလေးမှာပုံစံဖောင်လေးတွားယူလို့ရတယ်အဲ့ပုံစံဖောင်လေးယူမယ်
poster foundation ပြီးသွားရင်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အဲ့မှာကျွန်တော်တို့အဲ့ဘေးနားမှာလည်းကျွန်တော်တို့စီပင်ခွန်တွေပါရှိရဲအဲ့မှာစီပင်ခွန်တစ်ခါလဲဆောင်မယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ခုနကမြန်မာအမခံကတုံးလေးကိုလည်းအဲ့မှာတစ်ခါလဲအဲ့ရုံလေးရနီးနီးလေးမျက်စောင်းတိုးလေးတွေမသိရင်လူတိုင်းကိုမေးလို့ရတယ်ပွဲသားတွေကိုတော့၎င်းဝန်ထမ်းတွေကိုတော့၎င်းဘယ်သူပဲဖြစ်ဖြစ်ကြပါတယ်အဲ့လိုမျိုးလေးမေးလို့ရတယ်မေးပြီးတော့ကျွန်တော်သုံးသွားထုမယ်အဲ့မှာလည်းဒီနဲ့ဒီတော့ကွာလေးတော့ရှိမယ်ကဲဆိုပါဆိုကျွန်တော်အာဒီကာ2019ပေါ်တဲ့ကားဆိုလို့ရှိရင်စုစုပေါင်းအပီးစီအားလုံး2သိန်းဝန်းကျင်ကျရတယ်ပေါ့နော်ဒါအလွယ်ပြောတာပေါ့နော် engine power ကျွန်တော်ဆို 1.5 လောက်ပေါ့ကားတစ်စီးနဲ့တစ်စီးတော့နည်းနည်းလေးတော့ကွာမယ်သူ့ရဲ့ model engine power ပေါ်မူတည်ပြီးတော့ပေါ့နော်ဘာလို့လဲဆိုတော့ကားတစ်ခါရွေးလို့ရှိရင်15မိနစ်နေမှတစ်ခါရွေးတာဖြစ်တဲ့အတွက်ကိုကျွန်တော်ကတော့ဘာလို့လဲဆိုလို့ရှိရင်15မိနစ်တစ်ခါရွေးတော့မှပါတက်စီပြီးအကုန်လုံးအဲ့လုပ်တွေလုပ်တာလည်း15မိနစ်မကြာဘူးအကုန်လုံးပြီးသွားအောင်အဲ့လေပြီးသွားဆိုရှင်နောက်တစ်ဆင့်ကတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ရှင်းတယ်ကျွန်တော်တို့တဖြည်းနဲ့စီပြီးတော့ကျွန်တော်တို့နောက်တော့ကိုယ်နဲ့ရောက်လို့ရှိရင်ထုံးစံတိုင်းပဲကားဒီဘောနက်ဖုန်းလေးဖွင့်ပေါ့နော်ဘောနက်ဖုန်းလေးဖွင့်သူကသူခဲချဲရတယ်ကိုတခုမှသိကြမလို့သူတို့ပြောပြသွားလိုက်ပဲခဲလေးချစ်မယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ခဲချစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကားဒီဘောနက်ဖုန်းလေးဖွင့်ပြီးသူတို့စစ်ရရှိရလေးစစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့မှာကားကိုသူတို့ရောင်းမဲ့စတစ်ကာလေးလာကန့်ဖို့အတွက်ကိုကျွန်တော်တင်းတော့အဲ့မှာလွတ်တဲ့နေရာတွေကိုပါကင်ထိုးရတယ်သူတို့ကားကိုလာရှာလိုက်ပဲဒီနေရာမှာတစ်ခုပေါ့နော်တစ်ခါကြရင်ကျွန်တော်တို့တချို့စတစ်ကာတွေဘာတွေညာတွေတချို့အရန်စူးစူးဝါးဝါးတွေဆိုလို့ရှိရင်ဖယ်သွားပေါ့နော်တော့တချို့ဟာတွေဆိုလို့ရှိရင်အပူဆောင်တွေတက်ထားရဆိုလို့ရှိရင်တော့တဲ့ထုတ်သွားတယ်ပေါ့နော်အဲ့နားမှာလည်းဖြုတ်ပေးတဲ့ service တွေပါရှိပါတယ်အဲ့ပါတော့အဲ့တော့အဲ့ဒီပြီးွားဆိုလို့ရှိရင်ကားကိုသူတို့ဓာတ်ပုံရိုက်လိုက်မယ်အဲ့ဒီလည်းသူတို့တစ်စင်ချင်းတွေသူတို့ပြောတော့ပြီးတော့လိုက်မယ်အဲ့တော့ဒီနေရာမှာအရေးကြီးတာကျွန်တော်နောက်ဆုံးငွေသွင်းမယ်ပေါ့နော်အဲ့ဒီအကုန်လုံးပြီးွားပြီဆိုလို့ရှိရင်လုံနေတဲ့အချိန်ထဲမှာကျွန်တော်တို့ဦးစီးရရှိရဲ့လက်မှတ်sorry ရင်းစစ်တွေပါရဲ့လက်မှတ်တွေပါရဲ့လို့မယ်အရာရှိလက်မှတ်တွေလို့မယ်ပေါ့နော်အဲ့အရာရှိလက်မှတ်တွေတွားပြီးတော့တန်းစီတာပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ insight ဆိုလို့ကျွန်တော်နှစ်ထပ်ရုံးပေါ့နော်အဲ့ဝင်းလေးတဝင်းထဲမှာပဲအကုန်ရတယ်အဲ့မှာကျွန်တော်တို့အဲ့မှာနောက်ဆုံးကျွန်တော်တို့ငွေသွင်းမယ်တော့ကွန်ပျူတာစစ်မယ်ပေါ့နော်အဲ့ကျွန်တော်အဓိကရေးကြီးတဲ့နေရာဒီနေရာမှာပဲကျွန်တော်တို့အဲ့မှာကျွန်တော်တို့ငွေသွင်းကွန်ပျူတာစစ်တာတွေက3နာရီကြော်လို့မရပါဘူး3နာရီကျော်ရင်ပိတ်ပါပြီသူကသူဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ပိတ်သွားပြီဖြစ်တဲ့အတွက်အဲ့တော့3နာရီမတိုင်ခင်နေသွားပြီပါဟုတ်ပြီအဲ့တော့အားလုံးပြီးသွားပြီဆိုရှင်နောက်ဆုံးသူတို့ဘယ်ချိန်မောင်လေးဘယ်ချိန်တော့ပြန်လာခဲ့ဆိုဒီနေ့ခဲကျန်းလေးဘယ်ချိန်တော့ပြန်လာခဲ့ဆိုပြီးတော့သူတို့တရက်ထဲတော့ပြီးပါတယ်သူတို့အဲ့အဒီကိုထားခဲ့ပြီးကိုယ့်ကိုယ်ပြင်မာရေးစေးsite လေးပါလေးတခုသွားစရာရှိရတယ်သွားပြီးရင်သူတို့ချိန်တဲ့အချိန်အဲ့နေ့ချင်းရပါတယ်အဲ့နေ့နောက်တစ်နာရီ2နာရီစားသဖြင့်သူတို့ချိန်တဲ့အချိန်လေးသွားလိုက်သွားပြီးတော့ယူအောင်မယ်ယူလို့ရှိရင်တခုတော့ရှိရင်ဒီနေရာမှာကျွန်တော်ကားဘက်ရှင်များတို့ဒီအချိန်မှာဖြစ်တတ်တဲ့ပြဿနာဒေါင်းစာစီဖြည့်လို့ရှိရင်ကျွန်တော်တို့ကျူအာကုတ်မှားတဲ့ပြဿနာတွေအဲ့တော့ကျွန်တော်တို့ကားဝိတက်တွေရလာပြီဆိုတော့ねအဲ့ဝိတက်တွေကိုကျွန်တော်တို့သိထားကျွန်တော်တို့ဖုန်းထဲမှာလည်း QR scanner တွေပါမပါရင်လည်း software တွေ download ဆွဲလိုက်ပေါ့ဒါမှမဟုတ် online ကနေပြီးတော့ QR video လေးနဲ့ကျွန်တော်တို့ကားရဲ့ဝိတက်မှာပါတဲ့ QR လေးကို scan ဖတ်ကြည့်လိုက် scan ဖတ်ကြည့်တော့ကိုယ့်နံပါတ်နဲ့မှန်လားမမှန်လားပေါ့နော်မမှန်လို့ရှိရင်အဲ့မှာတစ်ခါလေးပြောပေါ့နော်အဲ့လိုလေးနဲ့ကျွန်တော်တို့လုပ်ပြဆိုလို့ရှိရင် PC ကကျွန်တော်တို့အခြေအပြည့်ကတော့နိုင်ပိုင်းလေးပဲကြာပါတယ်တယောက်နဲ့တယောက်ကတော့တယောက်နဲ့တယောက်ကွာတာလေးဖြစ်တဲ့အတွက်တော့အဲ့တော့တူကျင်မှာလဲတူမဲ့ဘိုင်းလေးရှိပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်ပြောရတဲ့အထက်မှာအဓိကတော့အသေးစိတ်လေးတွေနားမလည်တာလေးဖြစ်မရှင်းတာလေးဖြစ်လဲရှိရင်ပြန်မေးလို့ရပါတယ်ဒီနေ့မှာကျွန်တော်တို့တင်နေတယ်တခုကြံပြနေတာတော့တကယ်ကတော့ကျွန်တော်တို့ဒီမှာငွေသွင်းငွေထုတ်တဲ့ process တွေတော်တော်များများအကုန်လုံးတော့ဒီ online နေပြီးတော့ e-service နဲ့ရဝိုင်းတော့တော်တော်ကောင်းမယ်ကျွန်တော်ဗာလဲဆိုတော့ကျွန်တော်တို့တွေအချိန်ကုန်ငွေကုန်လူတွေများဝန်ထမ်းနေတယ်လှုပ်ရှုပ်အဲ့ဟာတွေတက်တာအောင်ပေါ့နော်ဒီနေ့လေးနဲ့ဖြည့်ရှင်းမဲ့ဆိုလို့ရှိရင်တော့အားလုံးပဲအဆင်ပြေကြမယ်လို့စပါတယ်အားလုံးပဲသိချင်တာလေးရှိရင်ကျွန်တော်ရဲ့အောက်က comment လေးမှာမေးခဲ့လို့ရပါတယ်ကျွန်တော်ပြောရတဲ့မှာမသိဆုံးတာလိုအပ်တာတွေရှိလို့ရှိရင်လည်းချိတ်ဆက်ပေးကြပါအားလုံးပဲကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့ဒီဘူးတူကရတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့နေ့စဉ်နဲ့များကျွန်တော်တို့ထူးခြားဖြစ်စဉ်သတင်းအပိတ်တွေသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာလန်နာရဲ့Facebook page တွေ YouTube တွေ social media တွေကိုကျွန်တော် like and subscribe တွေလုပ်ထားကြဖို့ဖြစ်တာရခံပါတယ်ကျွန်တော်တို့အားမှာပဲကျွန်တော်တို့ update တီးထိုက်တဲ့အကြောင်းအရာလေးတွေကျွန်တော် knowledge sharing လေးတွေနောက် MB တို့တီကောင်းစရာအကြောင်းအရာတွေကိုကျွန်တော် data နဲ့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများပါတယ်တခုပဲကျွန်တော်တို့လေဒီ post လေးကို original post လေးကိုဖြစ်နိုင်လို့ရှိရင် share လို့ရှိရင်original post လေးကိုပဲ share ပေးပါတော့တစ်ဆင့်ပြန်တယ်ကူးခေါ်ပြရမျိုးတွေတော့မလုပ်ပါနဲ့ပေါ့နော်ဘာလို့လဲကျွန်တော်တို့လည်းအချိန်ငင်းတွေအများကြီးပေးပြီးတော့ဒါမျိုးလေးလောက်ထားတဲ့အတွက်copyright လေးတွေရ
ကျွန်တော်တို့ညီမှာဆိုလို့ပေါ့နော်ဒါလေးပြတာရေးဆက်မှာလည်းအားလုံးကျေးဇူးပါ MBA နဲ့တခြားတီကောင်းစရာတွေကိုစိတ်ဝင်စားရဲဆိုရင်မြန်မာလန်နာရဲ့ YouTube Channel ကို Subscribe လုပ်ထားကြဖို့တိုက်တွန်းလိုက်ပါတယ်မြန်မာလန်နာရဲ့ Facebook Page ကိုလည်း Like လုပ်ထားဖို့မမေ့ပါနဲ့နော်